မင်္ဂလာပါညီမတို့ကျွေးရှာမှကြိုဆိုပါရရှင်ဒီနေ့ညီမလေးပြပြပေးမယ့်အကြောင်း screen လေးကတော့ employee calendar ဆိုတဲ့ screen လေးပဲဖြစ်ပါရှင်ဒီ screen လေးကိုရှာဖွေလိုပါက leave and time box ဆိုတဲ့ module လေးကတစ်ဆင့်ရှာဖွေနိုင်တယ်လို့ quick navigation box မှာလည်း employee calendar ဟုရိုက်ပြီးတော့ရှာဖွေနိုင်ပါတယ်ရှင်အခုဒီ screen လေးနဲ့ပတ်သက်ပြီးပြပြပေးသွားမယ့်အချက်လေးတွေကတော့ဒီ screen လေးကိုအသုံးပြုရတဲ့ရည်ရွယ်ချက်ဒီ screen နဲ့ပတ်သက်ပြီးသတိထားမယ့်အချက်ကလေးနဲ့ဒီ screen အသုံးပြုပုံစစ်စစ်လိုပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ညီမတို့ဒီ employee calendar အသုံးပြုရတဲ့ရည်ရွယ်ချက်ကဆိုလို့ရှိရင်ညီမတို့ဒီ employee calendar ဆိုတဲ့ screen လေးကိုနှိပ်လိုက်တာနဲ့ဝန်ထမ်းတွေရဲ့ဒီတစ်လအတွင်းမှာဒီတစ်လ range တွေမှာတိုင်ထားတဲ့ခွင့်လေးတွေကို approve or reject လုပ်ပေးလို့ရမယ်နောက်တစ်ခုကကျတော့ existing သို့မဟုတ် new join ဝန်ထမ်းတွေရဲ့ခွင့် balance လေးတွေအကုန်လုံးကို edit ဒါမှမဟုတ်လို့ရှိရင် update လုပ်ချင်တဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်တခါတည်း update လုပ်ပေးလို့ရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျတော့ admin or HR ဘက်ကနေပြီးတော့ဝန်ထမ်းတွေရဲ့ခွင့်တွေကိုကိုယ်စားတိုင်ပေးတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီ screen လေးကိုအသုံးပြုလို့ရပါတယ်ရှင်ပထမဆုံးအနေနဲ့ညီမတို့ဒီ employee calendar ဆိုတဲ့ screen လေးကိုဝင်လိုက်တဲ့အခါမှာဝန်ထမ်းတွေဘက်ကနေပြီးတော့ apply လုပ်ထားတဲ့ခွင့်တွေအကုန်လုံးကို approve or reject ပေးနိုင်မှုအတွက် overview ပုံစံလေးနဲ့ဖော်ပြပေးထားလေးဖြစ်ပါတယ်ရှင်။ဒါပြီးညီမတို့ဘက်ကပေါ့နော်ဒီ screen မှာပေါ်နေတဲ့ employee record လေးအကုန်လုံးကို export ထုတ်ပြီးတော့လည်းစစ်ကြည့်ပေးလို့ရပါတယ်ရှင်။နောက်တစ်ခု export ရဲ့ဒီဘက်ပေးနားမှာ import ဆိုတာလေးရှိရပေါ့နော်။ import ဆိုတဲ့ button လေးကညီမလေးစောစောတော့ mention လုပ်ခဲ့တယ်လို့ပဲဝန်ထမ်းတွေရဲ့ existing ဝန်ထမ်းတွေသို့မဟုတ် new join ဝန်ထမ်းတွေရဲ့ခွင့် balance တွေအကုန်လုံးကို update လုပ်လို့တဲ့အခါမျိုးမှာဒါမှမဟုတ်ရှိပြီးသားဝန်ထမ်းတွေရဲ့ဒီခွင့် balance တွေအကုန်လုံး adjust ပြန်လုပ်ချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ညီမတို့ဒီ import ဆိုတဲ့နေရာလေးကနေ Excel file လေး download လုပ်ပြီးတော့သူတို့ရဲ့ခွင့် balance လေးတွေကို adjustment လုပ်ပေးလို့ရပါတယ်ရှင်။ညီမလေးတို့ဒီ import ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တာနဲ့ file လေးတစ်ခုကြာလာပြီးရဲ့အဲ့ဒီ file လေးမှာဆိုလို့ရှိရင်ညီမတို့ဒီ select ပေးလို့မှာ department နောက်တစ်ခုဒီအောက်မှာ all လေးရွေးပြီးရနဲ့ညီမတို့ဒီ download sample ဆိုတာလေးရွေးပေးရမယ်ရှင်။ download sample file လေးကြာလာပြီဆိုတာနဲ့ညီမတို့ဒီ download sample file ကိုတစ်ချက်ဖွင့်ပေးရမယ်ပေါ့နော်။ညီမတို့ဒီ employee တွေရဲ့ခွင့် balance တွေ update လုပ်တဲ့အခါမှာကိုမိမိတို့ပေါ့နော်ပြန်ပြီးတော့ update လုပ်ချင်တဲ့ဝန်ထမ်းတယောက်ကိုပဲတစ်ချက် highlight လေးလုပ်ပေးထားရမယ်ပေါ့နော် highlight လုပ်ထားပြီးလို့ရှိရင်ညီမတို့ဒီဝန်ထမ်းရဲ့ဒီ annual လေးကိုသူ့မှာ6ရက်ရှိရဲဒါပေမဲ့အကိုတို့အမတို့ဘက်ကနေပြီးတော့10ရက်ကိုတင်ချင်တယ်ဆိုလို့ရှိရင်6နေရာမှာ30ဆိုပြီးတော့တစ်ခါရိုက်ပေးလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဝန်ထမ်းဘက်ကနေပြီးတော့ခွင့်ရ0ဖြစ်နေရဲ့အကိုတို့အမတို့ဘက်ကနေ6တင်နေတယ်ဆိုလို့ရှိရင်လည်းညီမတို့ဒီ allocated ဆိုတဲ့နေရာလေးမှာဒီကဏ္ဍလေးပေါ့နော်ကို upload တင်လို့တဲ့ကဏ္ဍလေးရိုက်ထည့်ပေးလိုက်အဆင်ပြေပါတယ်ရှင့်ဒီနေရာလေးမှာသတိထားမယ့်ချက်တစ်ခုကကျတော့အကိုတို့အမတို့အနေနဲ့ upload တင်ပေးမယ့်ဝန်ထမ်းရဲ့နာမည်လေးကိုပဲတစ်ချက် highlight လုပ်ထားပေးရမယ်ပေါ့နော်ကို upload တင်မဲ့ဝန်ထမ်းမဟုတ်တဲ့တခြားသောဝန်ထမ်းတွေကိုကျွန်တော်တစ်ခါ delete လုပ်ပေးရမယ်ညီမတို့ဒီ export ဒီ import file ရဲ့ sample file လေးကို download လုပ်လိုက်တာနဲ့ညီမတို့ဒီ system ထဲမှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးနဲ့သူတို့ရဲ့ခွင့်အမျိုးအစားတွေအကုန်လုံးက export file ထဲမှာပါလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ဒီနေ့ဒီဝန်ထမ်းတွေကိုမဖြတ်ဘဲနဲ့ upload တင်လိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ balance လေးတွေအကုန်လုံးက duplicate ဖြစ်သွားတတ်တာမို့ပါရှင်။အဲ့တော့ညီမလေးတို့ဘက်ကနေပြီးတော့ကို upload တင်လို့မဲ့ဝန်ထမ်း2ယောက်ကိုပဲ highlight တစ်ချက်မှတ်ထားခဲ့မယ်ပြီးတော့တခြားသောဒီ system ထဲမှာရှိနေတဲ့ဝန်ထမ်းတွေအကုန်လုံးရဲ့နာမည်လေးကို delete လုပ်ပေးရမယ်ရှင်။ဒါတော့အဲ့လို delete လုပ်ပြီးဆိုတာနဲ့ညီမတို့ကိုဒီ highlight မှတ်ထားတဲ့ဝန်ထမ်း2ယောက်ကိုပဲ upload လေးတင်ပေးရမယ်ပေါ့နော်။ညီမတို့ဒီ delete လုပ်ထားပြီးခွင့် balance လေးတွေအကုန်လုံးကိုလည်းညီမတို့လိုချင်တဲ့အတိုင်းဒီ upload လုပ်ပြီး edit လုပ်ပြီးတာဆိုတာနဲ့ file လေးကိုတစ်ချက်စစ်ပြီးတော့ဒီအခု file name လေးအတိုင်းပဲညီမတို့ဒီနားလေးကနေ click to upload ဆိုတဲ့နေရာလေးကနေ upload လေးတင်ပေးရမယ်ရှင်ညီမတို့ဒီ click to upload ကနေပြီးတော့ upload လေးတင်ပြီးသွားပြီဆိုတာနဲ့ညီမတို့ဒီ save button လေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ညီမတို့ဒီ save button လေးကိုနှိပ်ပြီးသားပြီဆိုတာနဲ့ညီမတို့စောစောတုန်းက upload တင်လိုက်တဲ့ဝန်ထမ်းလေးရဲ့ညီမတို့ upload တင်လိုက်တဲ့ balance တိုင်းဝင်သွားပြီပေါ့နော်အဲ့ဒါကိုညီမတို့ဒီ quick view အနေနဲ့ဒီ leave application ဆိုတဲ့နေရာလေးကတစ်ချက်စစ်ကြည့်ပေးလို့ရတယ်ရှင်ဒီနေရာမှာဆိုလို့ရှိရင်ညီမတို့ upload တင်လိုက်တဲ့ balance လေးတိုင်းဝင်သွားပြီပေါ့နော်ဒီ lead application လေးကကြတော့ဝန်ထမ်းတွေကိုညီမတို့ဘက်ကနေပြီးတော့ကိုစားခွင့်တိုင်ပေးရဲ့ screen လေးပေါ့နော်ညီမတို့ဒီမှာဆိုလို့ရှိရင်ကိုတိုင်ပေးခြင်းတဲ့ဝန်ထမ်းနာမည်ကိုရွေးပေးလို့ရတယ်ပြီးလို့ရှိရင်ဘယ်ခွင့်မျိုးစားနဲ့ကိုကတိုင်ပေးမှလဲဆိုတော့ leave တိုင်လေးရွေးပေးလို့ရတယ်ရှင်အဲ့ဒါပြင် day range လေးရွေးပေးရမယ်ပေါ့နော်ဘယ်ရက်ကနေဘယ်ရက်အထိတိုင်မယ်ဆိုတော့ day range လေးရွေးပေးလို့ရတယ်ရှင်နောက်တစ်ခုညီမတို့ဒီ mandatory မဖြစ်မနေလိုအပ်တာကြ reason ပေါ့နော် reason လေးကိုတစ်ချက်ရွေးပေးရမယ်ရှင် reason လေးကိုရွေးပြီးသွားပြီဆိုတာနဲ့ညီမတို့ဒီ apply ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်လို့ရတယ်ပေါ့နော်ညီမတို့ဒီ apply button လေးကိုနှိပ်ပြီးရတယ်ဒီဝန်ထမ်းအတွက်ကိုစားခွင့်တိုင်ပြီးရဲ့ process လေးပြီးသွားပြီပေါ့နော်အခုညီမလေးပြပြခဲ့တဲ့အထဲမှာဆိုလို့ရှိရင်export function ပါမယ် import function ပါမယ်နောက်တစ်ခုကကြာ lead application ပါမယ်ပေါ့နော်နောက်ဆုံးတစ်ခုညီမတို့ဒီ custom filter ဆိုတဲ့ဟာလေးကကြတော့ညီမတို့ဒီ date range လေးရွေးပြီးတော့ပေါ့နော်ဒီခွင့်နေဒီတစ်လမှာဝန်ထမ်းဘယ်လောက်ကခွင့်တင်ထားရဲဆိုတဲ့ဟာလေးကို approve or reject လုပ်ထားပြီးလားဆိုတဲ့
ပုံစံမျိုးလေးညီမစစ်ကြည့်ပေးလို့ရတယ်ရှင် product to date ကကြတော့ current month အတိုင်းပေါ်ပေးနေမှာဖြစ်ပြီးတော့ကိုတို့မတို့အနေနဲ့ကိုရွေးချယ်ပြီးတော့စစ်ကြည့်ရှင်တဲ့လာလေးတွေကိုဒီ product to date ဆိုတဲ့နေရာလေးမှာဒီ filter လေး adjust လုပ်ပြီးတော့စစ်ကြည့်ပေးလို့ရပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။သိလိုတာတွေရှိလို့ရှိရင်ညီမလေးတို့ရဲ့ကျွေးဆိုင်လိုက်ချက်သို့မဟုတ် support email လေးရတစ်ဆင့်မေးမြန်းပေးလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။